အစစ်အမှန်အပြင်မှာတကယ်ရှိတယ်လို့ဘယ်သူမှကိုမထင်ကြတဲ့လူပုလေးတွေလူအားလုံးနဲ့လူအများစုကတော့ဒီလူပုလေးတွေကို AI နဲ့ပြုတ်လုပ်ထားတယ်လို့ပဲထင်နေကြပါတယ်။ဤပညာနဲ့အထူးပြုတ်လုပ်ထားတဲ့ AI လုံးဝမဟုတ်ဘဲနဲ့အပြင်မှာတကယ်ရှိကြောင်းကိုသက်ဆိုင်ရာကနေပြီးတော့အတည်ပြုထားပါတယ်။ဒီနေရာလေးဟာဆိုရင်လူပုလေးတွေအများစုနေထိုင်တဲ့နေရာဖြစ်ပါတယ်။ဘယ်သူမှကိုမထင်ထားတဲ့အချက်တစ်ချက်ကတော့သူတို့တွေဟာတာမန်လူတယောက်တည်းပို့ပြီးတော့လစာမြင့်ပါတယ်။သူတို့မှာအိမ်တောင်ကြတဲ့သူတွေရှိတယ်လို့မိသားစုဝင်တွေလည်းရှိတယ်။ကလေးမွေးတဲ့သူတွေလည်းရှိတယ်လို့ကိုယ်ပိုင်ဘဝနဲ့နေထိုင်ကြတဲ့သူတွေလည်းရှိပါတယ်။သူတို့လေးတွေဟာတမှုတူးကြားနေတဲ့အတွက်သက်ဆိုင်ရာအစိုးရနဲ့တာဝန်ရှိတဲ့သူတွေကတော့နိုင်ငံခြားခီးသွွားဆွဲဆောင်ရေးလုပ်ငန်းတွေမှာသူတို့လေးတွေကိုအလောက်ကန်ဖန်တီးပေးထားကြပါတယ်။နိုင်ငံလုံးမှာရှိတဲ့လူပုလေးတွေအများစုအလောက်လာရောက်လောက်ကန်ကြတဲ့အတွက်ဒီနေရာလေးကိုလူပုလေးရွာလို့ခေါ်ကြတာပါ။အဲ့တဲ့တွေကိုကြိုးစိုးတာတွေဓာတ်ပုံတူရိုက်ပေးရတာတွေဖြောပြင်းတင်ဆက်ပေးရတာတွေရွာအတွင်းမှာလမ်းညွန်ပေးရတာတွေအမတ်ကျပစ္စည်းဆိုင်တွေမှာအလောက်လောက်ကြပါတယ်။ဒီလူပုလေးတွေနေတဲ့ရွာကို God Valley လို့ခေါ်ပြီးတော့ဗီယက်နမ်နိုင်ငံလန်တောင်ပြည်နယ်ဒလာမြို့အနီးတနန်းမှာရှိတဲ့ခီးသွွားပန်းဖြေဥယျာဉ်တစ်ခုဖြစ်ပါတယ်။ God Valley ကိုဗီယက်နမ်နဲ့မြန်မာလိုဘာသာပြန်မယ်ဆိုရင်တော့နတ်ဖျားများရဲ့ကြိုက်ဝမ်လို့ခေါ်ဆိုပါတယ်။